မင်္ဂလာပါရှင်ကျမတို့ရဲ့ထိုင်းနယ်ဂရင်းစေးရုံဟာအများပြည်သူလူထုကျန်းမာရေးအတွက်ယုံကြည်အားထားရနေရာတစ်ခုဖြစ်ပါရဲ့ရှင်လူနာများအတွက်အကောင်းမွန်ဆုံးဆေးကုသမှုအတွေ့အကြုံများရရှိစေရန်လွယ်ကူထိရောက်တဲ့ဝန်ဆောင်မှုကောင်းများကိုလည်းပေးလျက်ရှိပါရဲ့ရှင်နိုင်ငံတကာအဆင့်မီထိုင်းနယ်ဂရင်းစေးရုံဟာဘန်ကောက်အရှေ့ပိုင်းမှာအချက်ချကြတဲ့ထိပ်တန်းစေးရုံတစ်ခုဖြစ်လာခဲ့ပါပြီထိုင်းနယ်ဂရင်းစေးရုံရဲ့အုပ်ချုပ်မှုအပိုင်းမှာလည်းထိရောက်တဲ့စီမံခန့်ခွဲမှုအဖွဲ့ထားရှိထားပါတယ်ရှင်နိုင်ငံတကာစံချိန်စံညွှန်းပြေဝမှုနဲ့နှွေးထွေးပြူငါတဲ့ကျန်းမာရေးဝန်ဆောင်မှုများကြောင့်ကျမတို့ရဲ့လူနာတွေဟာစိတ်ကျဉ်တဲ့အေးချမ်းမှုရရှိစေမှာအသေးကြပါပဲရှင်လူနာတွေရဲ့ယုံကြည်မှုဟာကျမတို့အတွက်အဖို့တန်အရာဖြစ်ပါတယ်ကျမတို့ရဲ့လူနာတွေကိုနှွေးထွေးစေတဲ့ခံစားမှုကိုအမြဲပေးလျက်ရှိတာကြောင့်လူနာတွေကလုံခြုံမှုနှွေးထွေးမှုကိုအပြည့်အဝခံစားမိမှာပါထိုင်းနယ်ဂရင်းစေးရုံကကျွမ်းကျင်အထူးကုဆရာဝန်ကြီးများသူနာပြုဆရာမများနဲ့ကျွမ်းကျင်ပညာရှင်များအပေါ်အပြည့်အဝယုံကြည်အားထားလို့ရပါတယ်ရှင်ထိုင်းနယ်ဂရင်းစေးရုံကြီးဟာနိုင်ငံတကာစံချိန်စံညွှန်းနဲ့ကိုက်ညီဖို့စေးရုံဝန်ထမ်းများကိုလေ့ကျင့်ပေးထားပါတယ်ရှင်ထိုင်းနယ်ဂရင်းရဲ့ရင်သားကင်ဆာကုသမှုစင်တာဟာအမေရိကန်နိုင်ငံမှာတရားဝင်အသိမှတ်ပြု AACI ဝဲလက်မှတ်ရရှိထားပါတယ်ထိုင်းနယ်ဂရင်းစေးရုံမှာကင်ဆာရောဂါမျိုးမျိုးကုသပေးလျက်ရှိပြီးရင်သားကင်ဆာအများဆုံးကုသပေးလျက်ရှိတဲ့ကင်ဆာလည်းဖြစ်ပါတယ်။ဒါဆိုထိုင်းနယ်ဂရင်းစေးရုံကြီးရဲ့တိကျတဲ့ကင်ဆာကုသမှုစင်တာကိုလိုက်ကြည့်လိုက်ရအောင်နော်။ကင်ဆာကုသမှုပိုင်းမှာဆိုရင်လေဓာတ်ရောင်ကြီးပေးကုသခြင်း၊ကီမိုဆေးသွင်းကုသခြင်း၊ပြစ်မှတ်ထားကုထုံးပြကုသခြင်း၊ကိုယ်ခံအားစနစ်ကုသခြင်းစတဲ့နောက်ဆုံးပေါ်နည်းပညာများကိုအသုံးပြုကုသလျက်ရှိပါရဲ့ရှင်။ဒီမှာဆိုရင်လူနာတဦးချင်းစီအလိုက်အသင့်တော်ဆုံးကင်ဆာကုသမှုများကိုပေးလျက်ရှိပါတယ်။ကုသဖို့ခက်ခဲသောကင်ဆာများအပြင်ကြောက်ကက်ယောဂါနှလုံးယောဂါများနဲ့အစာရည်ဦးလန်းကြောင်းယောဂါတွေအတွက်လည်းအထူးကုဌာနအသီးသီးထားရှိထားပါတယ်။ထိုင်းနယ်ဂရင်းစေးရုံဟာနိုင်ငံတကာမှလူနာအသီးသီးအတွက်စကားပြန်ဝန်ဆောင်မှုများလည်းထားရှိထားပြီးကုသနေစဉ်အတွင်းမှာလည်းလူနာတွေကိုအရှင်းလင်းဆုံးရှင်းပြဆွေးနွေးပေးပါရဲ့ရှင်။သမားတော်ကြီးများခင်မီကုသမှုနည်းလမ်းများဗတ်ပေါင်းစုံမှာကျွမ်းကျင်ပညာရှင်များပါဝင်တဲ့ထိုင်းနယ်ဂရင်းစေးရုံမှာထိရောက်သောကုသမှုများကိုဈေးနှုန်းသက်သာစွာနဲ့ကုသနိုင်ပါရဲ့ရှင်။ထိုင်းနယ်ဂရင်းစေးရုံဟာသူဝနာဘူမီလေရင်ကွင်းမှာကားဖြင့်သွားလို့ရှိရင်25မိနစ်ခန့်အကွာဝေးမှာတည်ရှိပြီးတော့လေရင်ကွင်းအကျိုးပို့အခမဲ့ဝန်ဆောင်မှုလည်းပေးပါရဲ့ရှင်။ဒါကြောင့်တစ်ကျမရေးအတွက်24နာရီတစ်ပတ်9ရက်လုံးဝန်ဆောင်မှုပေးလျက်ရှိတဲ့ထိုင်းနယ်ဂရင်းစေးရုံကြီးကိုလှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရဲ့ရှင်။